ရှေးလူကြီးတွေကပြောကြတယ်တေလားအစာလဲစီလဲအစာတဲ့မိဖို့ကြောင့်တမိသားစုလုံးရဲ့ကျမကြီးကိုထိမ့်သိမ့်ပေးတဲ့ဆရာဝန်တယောက်ပဲတဲ့အဖလဲဟုတ်တယ်တေလားမိဖို့ကြောင့်မလေအစအစရထိမ့်ချုပ်နိုင်မှမိသားစုရဲ့စီးပွားရေးကျမကြီးပညာရေးအဓိကမိဖို့ကြောင့်အခုလဲသမီးဘိုင်မကောင်းဘူးတဲ့ဟိုအဆက်ဒီမုံနေတအားစားတော့လေပြီးတော့သူကနည်းနည်းအသားတွေကိုပိုးပြီးတော့ကြိုက်တယ်အဲ့ဒါဆိုတော့သူ့ဖိုက်ထဲလေကိုကဝင်းကြည့်ရရှင်းမပေးနိုင်တဲ့အတွက်လေဖယုံကြီးရတဲ့ဗိုက်ထဲရှိတဲ့ကိုမမြင်နိုင်တဲ့အညစ်အကြေးတွေကိုတန့်ရှင်းပေးတယ်ဆိုတော့ဒီနေ့ဖယုံကြီးပေါင်းလေးလှုပ်ကြည့်ဖြစ်တယ်အသားပါမှကြိုက်တဲ့သမီးအတွက်လေအသားလေးနဲ့စမိတ်ကလေးနဲ့ကြောပြီးတော့ဒီပိုင်းကိုပေါင်းပေးလိုက်တာဖယုံကြီးကိုအခွန်ခွာစရာမလိုဘူးဖယုံကြီးကလေနှုတ်ဣသွားတာပဲအမကိုရဲ့အမာခံပြိတ်သက်သူမိခိုင်းတာသူတို့ကတော့ share ပဲလို့ပြောတာပဲကိုကတော့ဝတ်သားမစားတော့မမြည်ဘူးပေါ့ဒါပေမဲ့လေနန်လေးကလေမှုေးချိုင်းနေတာဟင်းချက်တဲ့လူဆိုတော့လေနှာခေါင်းနဲ့တင်ကိုအရသာကိုမှန်းတက်နေတာအဆုံးထိကြည့်ပြီးရတဲ့ကျေးဇူးပါ